ညာတွေအများကြီးရတယ်ပေါ့နော်တွေ့ချင်လို့လည်းအများကြီးရတယ်မတင်မှုတဲ့ဘာသာရပ်တွေလည်းတင်ရတယ်ပေါ့နော်ကိုဘွားမှာတစ်ခါဒီလိုမျိုးပေါ့နော်ကိုယ်တိုင်ချုပ်ဝေရမယ်လို့လည်းစိတ်မကူဘူးဒီလိုလှလှပလေးပေါ့နော်သူများကြီးလို့လှလိုက်တာကိုယ်တိုင်ဒီလိုမျိုးဝင်နိုင်ပါမလားချုပ်နိုင်ပါမလားဆိုတာစိတ်မကူခဲ့ဘူးနော်ခုတော့ကိုယ်တိုင်လှလှပလေးချုပ်ဝတ်တတ်နေပါပြီလုပ်ငန်းလေးနဲ့ကွန်ပျူတာကိုပြုံးမေးဆောက်ရှောက်နိုင်မယ်ဆိုရင်ပေါ့နော်ဒီပညာရလေးအတင်အရန်ကောင်းပါလေရှင်။ရတိုင်းကချစ်နိုင်ပါတယ်။ကိုယ်တိုင်ယုံကြည်မှုရှိရဆိုရင်ပန်းနိုင်ရောက်နိုင်ပါလေရှင်။ကျမကိုယ်တိုင်လည်းရင်တော့ဆိုရင်ဒီဇိုင်နာဖြစ်နိုင်ပါမလားပေါ့နော်။အခုတော့ကျမကိုယ်တိုင်ဒီဇိုင်နာဖြစ်ဖို့အများကြီးအိမ်မက်တွေရှိပါတယ်ရှင်။ဝင်းကြောင့်ပညာရပ်ဖြစ်ဘဝရပ်တည်လို့သူများအတွက် Professional Fashion at BFA တပည့်မင်္ဂလာပါကဲဒီမှာဆရာတပည့်နဲ့မိတ်ဆက်ပေးနေတာတပည့်နာမည်လေးမိတ်ဆက်ပေးပါဦးကျမနာမည်ခင်သာဝင်းပါရှင်မခင်သူစာဝင်းဘယ်မျိုးပါလဲခင်ဗျာရွှေဘိုဝက်လက်ကပါရှင်ရွှေဘိုဝက်လက်ကဆရာကတော့ကြက်လက်ကဖြစ်ပါတယ်အဲ့တော့ကျွန်တော်တပည့်မခင်သူစာဝင်းကဆရာစီမှာဗာတင်တန်းလေးတက်လေ Special Business ပါရှင် Special Business အရင်တော့ကတင်တန်းတက်ဖူးလားတက်ဖူးပါအောင်တစ်ခါမှမတက်ဘူးကဲဒါဆိုရင်အခုတင်တန်းတက်တာဘယ်လောက်ပြီးသွားပြီလဲကာလဆိုရင်2လပြီးသွားပြီโอเคဒါဆိုလို့ရှိရင်တပည့်အခုချုပ်ဝတ်ထားတဲ့လက်ရလေးကဘယ်သူချုပ်ပေးထားတာလဲသမီးကိုယ်တိုင်ချုပ်တာပါကိုယ်တိုင်ချုပ်ထားတာကဲတင်တန်းကာလ2လတက်ပြီးတော့လုံးဝ7မိနစ်တက်7မချုပ်တဲ့ခလေးလေးရဲ့တိုးတက်ပြောင်းလဲမှုလက်ရလေးကိုလေ့လာကြည့်လိုက်အောင်ခင်ဗျာစပိန်လေးရှင်းပို့ပြလိုက်ပါဦးကဲဟုတ်ပြီကဲကျွန်တော်တပည့်သားသမီးရဲ့ဒါဘာကတ်တင်လေးလေတပည့်ရင်မုံအတူကဲဒီမှာရင်မုံအတူကတ်တင်လေးကိုလက်ကလေးကချွတ်ချင်းလေးလိုမျိုးအဖော်ပေါင်းအောက်ဖောင်းလေးနဲ့ညှော်ကြိုးလေးနဲ့ချစ်စရာကောင်းဟဲ့လားကြည့်ပေးပါဦးခင်ဗျာကဲဒါဆိုလို့ရှိရင်တပည့်ကြီးတင်နှန်းဆင်းပြီးတော့ဘာလုပ်မယ်စိတ်ကူးထားလဲဆိုင်ပြဖွင့်မယ်ဘယ်မှာဖွင့်မလဲနေရာတော့မသိသေးဘူးနေရာမသိသေးဘူးကဲတင်နှန်းမှာလိုက်နိုင်ဟဲ့လားဟုတ်ကဲ့လိုက်နိုင်ပါတယ်ရှင်ပျော်ဟဲ့လားပျော်ပါတယ်ရှင်အကျိုးရှိဟဲ့လားကျိုးရှိပါတယ်ရှင်ဆရာတို့တင်နှန်းနဲ့ပတ်သက်တဲ့အမှတ်တရလေးတစ်ခုခုပြောပြပါဆိုရင်ဘာလေးရှိမလဲပညာတွေအများကြီးရတယ်ပေါ့နော်တွေ့ချင်လို့လည်းအများကြီးရတယ်မတင်မှုတဲ့ဘာသာရပ်တွေလည်းတင်ရတယ်ပေါ့နော်ကိုဘွားမှာတစ်ခါဒီလိုမျိုးပေါ့နော်ကိုယ်တိုင်ချုပ်ဝေရမယ်လို့လည်းစိတ်မကူဘူးဒီလိုလှလှပလေးပေါ့နော်သူများကြီးလို့လှလိုက်တာကိုယ်တိုင်ဒီလိုမျိုးဝင်နိုင်ပါမလားချုပ်နိုင်ပါမလားဆိုတာစိတ်မကူခဲ့ဘူးနော်ခုတော့ကိုယ်တိုင်လှလှပလေးချုပ်ဝတ်တတ်နေပါပြီအဲ့တော့ကျင်းနေရလားကျင်းနေပါတယ်ရှင်ပေးလိုက်ရတဲ့အချိန်နဲ့ပေးလိုက်ရတဲ့ငွေကြေးနဲ့ပြန်ရတဲ့ပညာရည်နဲ့တန်တယ်လို့ထင်ရလားတန်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်တပည့်တို့ကြည့်ရှုနေတဲ့သူတွေမှာတစ်ခါမှ7မိနစ်တက်တဲ့7မချုပ်တဲ့သူတွေကစိတ်တက်ကြနေကြတယ်အားငယ်နေကြတယ်ဝမ်းနေနေကြတယ်ဖြစ်နိုင်ပါမလားလို့ယုံကြည်မှုမရှိတဲ့သူတွေကိုတပည့်အားပေးစကားလေးပြောပြပါဦးရတိုင်းကဖြစ်နိုင်ပါတယ်ကိုယ်တိုင်ယုံကြည်မှုရှိရဆိုရင်ပန်းနိုင်ရောက်နိုင်ပါတယ်ရှင်ကျမကိုယ်တိုင်လည်းရင်တော့ဆိုရင်ဇိုင်နာဖြစ်နိုင်ပါမလားပေါ့နော်အခုတော့ကျမကိုယ်တိုင်ဒီဇိုင်နာဖြစ်ဖို့အများကြီးအိမ်မက်တွေရှိပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်တပည့်ကတင်တန်းမတက်ခင်တော့ဘာလုပ်လဲဆက်ရုံကလုပ်ငန်းလုပ်ပါတယ်ရှင်ဆက်ရုံလုပ်ငန်းလုပ်တယ်ကဲဒါဆိုလို့ရှိရင်ဝန်ထမ်းဘဝနဲ့ပညာရှင်ဘဝနဲ့တပည့်အရသာချင်းတူလားတူပါအောင်ရှင်ကိုကအတက်ပညာရှင်ဖြစ်သွားရင်အတက်ပညာနဲ့စီးပွားရေးလုပ်ငန်းနဲ့တွဲလုပ်ပြီးကိုကလုပ်ငန်းရှင်ဖြစ်လာတဲ့ခါကျပညာတကာကိုလာစာပြန်ပေးနိုင်တဲ့ဘဝမျိုးပြန်ရောက်တော့မှာအဲ့တော့တွေးပြီးပြောနေပြီလားပြောပါတယ်ရှင်ဆရာလည်းအရင်တွေးပြီးပြောတယ်အဲ့လိုမျိုးအရင်ကဝန်ထမ်းလုပ်ခဲ့တဲ့ကလေးတွေလာခစားဘဝနဲ့နေရာကနေပြီးတော့မှပညာတကာကိုလာခပြန်ပေးနိုင်တဲ့ဘဝမျိုးကိုတစ်ဖက်သားသမီးတွေကိုစီရောက်လာပြီးတော့အဲ့လိုဘဝကြီးတခြားစီမိုးနဲ့နေကြီးလို့ကွာခြားသွားတာကိုကျွန်တော်ကိုယ်တိုင်လည်းတွေးပြီးအရန်ကိုပျော်ရွှင်မိပါတယ်ဒါကြောင့်မလို့ကြည့်ရှုနေတဲ့သူတွေထဲမှာလည်းဝန်ထမ်းလုပ်နေတဲ့သူတွေအတက်ပညာရှင်ဖြစ်ချင်တဲ့သူတွေကိုလည်းတပည့်ကဖိတ်ခေါ်စကားလေးပြောပြီးနှုတ်ဆက်ပေးပါအောင်ခင်ဗျာဟုတ်ကဲ့ပါရှင်ကျမလိုပေါ့နော်ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်မဲ့သူကိုယ်လုပ်ငန်းလေးနဲ့ကွန်ပျူတာကိုပြုံးမေးဆောက်ရှောက်နိုင်မယ်ဆိုရင်ပေါ့နော်ဒီပညာရလေးအတင်အရန်ကောင်းပါတယ်ရှင်သူများလုပ်ငန်းလုပ်မဲ့စားကိုယ်ပိုင်လုပ်ငန်းလေးကမိဘကိုကူညီဆောက်ရှောက်နိုင်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်ကဲဝန်ထမ်းဘဝကနေအလုပ်ရှင်ဘဝရောက်ဖို့အတွက်ကျွန်တော်တို့ကြိုးစားပါရခင်ဗျာတတာ